တုံးပွဲဆက်တိုက်အနိုင်ရခဲ့ပြီးမှဆန်နာလိုင်းရဲ့အိမ်ခွင်းမှာတည်ရကြခဲ့တဲ့ United အားလုံးပဲမင်္ဂလာပါဗျ Football and Family မှနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါကျွန်တော်ဒီနေ့ဒီစပေးတော့ခြင်းတဲ့အကြောင်းအရာတွေကတော့မနေ့ညရှင်ပြိုင်ကစားခဲ့ကြတဲ့ကျွန်တော်တို့ Manchester United အတင်းနဲ့ဆန်နာလန်တို့ရဲ့ပွဲစဉ်မှာဆိုရင်တော့ဇီးဇီးဆိုရဲ့ရလက်နဲ့တည်ရကြသွားခဲ့ရဲ့ဗျဒီပွဲမှာဆိုရင်တော့ကျွန်တော် Manchester United အတင်းကဘောလုံးပိုင်ဆိုင်40နဲ့မှ900ခိုင်နှုန်းထိရှိပြီးတော့တိုတယ်ရှူမှာ17ချိန်ပဲရှိတယ်ဗျဂိုးပေါက်တဲ့တဲ့အခါကတော့တစ်ချိန်သားမှာဂိုးပေါက်တဲ့ဗျ Manchester United အတင်းအနေနဲ့ဒီနေ့ပွဲမှာဆိုရင်တော့ထူးထူးခြားခြားဘာမှကိုပဲလုတ်ပြနိုင်ထားတာကိုမတွေ့ရဘူးဗျဒီပွဲရဲ့အကောင်းဆုံးကစားသမားစုကိုဆိုရင်တော့ကျွန်တော်တို့ရဲ့ Manchester United ရဲ့ဂိုးသမားလေးဖြစ်တဲ့ဆန်နာလက်မှတ်ရရှိသွားခဲ့တာဖြစ်တယ်ဗျManchester United အတင်းအဆိုရင်တော့ဒီနေ့ပွဲမှာဆိုရင်အပြောင်းလဲများစွာကိုလှုပ်လာတွေ့ရတယ်ဗျ Manchester United အတင်းကအမှတ်လိုတဲ့အတင်းမျိုးလေးမဟုတ်တော့တဲ့အတွက်ကြောင့်မို့ချန်ပီယံလေးဝင်ခွင့်ရလဲသူတို့တွေရရှိသွားပြီဖြစ်တဲ့အတွက်ကြောင့်မလို့ဒီပွဲမှာဆိုရင်တော့ AACC နဲ့ကိုကန်သွားတာကိုတွေ့ရတယ်ဗျထိုက်ဆက်ပိုင်းမှာဆိုရင်တော့ Joshua Zirkzee ကိုတုံးလာပြီးတော့ကူးညာနဲ့အာမတ်ကိုတွေ့ပြီး Bruno Fernandes ကကွင်းလယ်မှာနေရာယူထားတယ်ဗျကိုပီမိုင်နူးနဲ့မောက်ကိုတွဲထားပြီးတော့နောက်တန်းမှာဆိုရင်တော့လူရှော့ရဲ့မာတီးနယ်ရဲ့မကွမ်ယာနဲ့မတ်စတာအိုဝီတို့ကိုတွဲထားပြီးတော့ဂိုလီဘာကတော့ဆန်နာလက်မန်းနဲ့ပွဲထွက်လာတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်ဗျ